ရှင်ကိုကြည့်ရတာစိတ်ချမ်းသာတဲ့မျက်နှာမမေနှလုံးသားထဲမှာတရားတွေကိန်းသာသိကြပြီအရှင်တဲ့တို့အရှင်တို့ဖြစ်ချင်လို့တို့ညာအသင်သိတဲ့တရားတွေမဟောချင်ဘူးလားဟောမယ်တဲ့တရားနာရင်မင်းမြောက်တန်းစာ၅ပါးချိုးဒီမှာအာမောကပြင်းနေတဲ့စက်သိမ်းထားတော့ဟောသူအကူ90ကိုရောက်တတ်ထားမင်းမြောက်တန်းစာ၅ပါးချွင်သူဘယင်မဟုတ်ဘူးဒီဟာတွေပါမသူကဘုံဝချိတာပေါ့ဒါပေမဲ့လို့ပူလောင်တဲ့တံမခံနိုင်တော့သိချင်းသိပြည့်စီငါကတော့ဒီတန်ငယ်လေးဟောတဲ့တရားနာမယ်ဆိုပြီးမင်းမြောက်တန်းစာ၅ပါးချွင်မမိတ်တဲ့မျက်လုံးနဲ့လက်အပေါ်ပြောက်ပြီးတော့သူအရင်မှမသိရှာဘူးဘေဆုံးဘာနာဟိတိနာဝါအတိတ်တုန်းကညီယာကိုတော်ခဲ့တယ်သူဤစကားအတိတ်စကားပြောတယ်ဒါပေမဲ့လို့ဘဝသိတယ်သူကမသိဝရမ်းတာကိုပြီးတော့မြေမြောက်တန်း၅ပါးလည်းချွတ်ပြီးတော့တရားနာတယ်ကြိုက်တရားနာမယ်ဆိုတရားနာတော့ဟောမယ်တကားတော့စိတ်ချမ်းသာခြင်းတရားဟောမယ်ကိုရင်တရားဟောမယ်အာယုပြုနာတော့အာဟောတော့မယ်တရားအရှိကြီးတို့ပရိသတ်တရားနာအောင်မလားတိုက်နာမယ်ဆိုနာရတယ်ကျုပ်ဟောမယ်တရားအရှိတော့တကားတော့တတိမေ့ရင်သေတယ်တတိမမေ့ရင်မသေဘူးပြီးပြီတရားဒါပြီးရောတတိမေ့ရင်ခြေသမ်းမှာမာလို့ရင်တတိမေ့ရင်တတိမမေ့ရင်ကျွတ်တို့သေးတာဘာလို့သေးရသေမှာတတိမေ့တယ်မနဲ့တဲ့သေတယ်ကြောင့်မပြောနဲ့ကြိုက်ဘူးဘုရားဘာသာဖြစ်တတိမေ့ရင်သေတယ်တတိမမေ့ရင်မသေဘူးဟိုကဓာတ်ခံပါတဲ့ပုဂ္ဂိုလ်ကိုမမေ့မှန်လိုက်တဲ့တရားငါတတိတွေမေ့ပြီးတော့လောပါတွေကြီးပြီးတော့69ရောက်အကိုငါတတ်တယ်ငါတတိတွေမေ့ပြီဒီရရှိတတိမမေ့တော့ဘူးဆိုပြီးအဲ့ဒီကြမှာလက်အုပ်ချီတာ